ခုအပိုင်းကတော့မြောင်းမင်းကပယ်လေပင်စီကိုထွက်ခွာလာခဲ့ပါတယ်သူရဲ့ဆုံးဖြတ်ချက်ကတကယ်ကိုခိုင်မာလာပါတယ်တုံးဆုပ်မနေပဲချက်ချင်းထွက်လာတာပါဒါဟာတာမန်လူတွေမလုံနိုင်တဲ့အရာတစ်ခုပါတယ်မြောင်မင်းရဲ့ကံကြမ္မာကလည်းတော်တော်လေးကောင်းမွန်တယ်လို့ဆိုရမှာပါဖောင်ပေါ်ရောက်ပြီးကတည်းကအရှိတောင်လေးကတိုက်ခတ်ပေးနေတာကြောင့်သူ့ကိုအနောက်မြောက်ကမ်းခြေစီပို့ဆောင်ပေးခဲ့ပါတယ်ဒီနေရာကတော့နန်ရှမ်ပူချိုရဲ့နေမြေပဲဖြစ်ပါတယ်မြောင်မင်းဟာရေတင်းတဲ့နေရာကိုရှာဖွေပြီးဖောင်ကိုထားခဲ့ကကုန်းပေါ်တက်လာခဲ့ပါတယ်ကမ်းခြေမှာလူအများအပြားရှိနေတာကိုသူတွေ့လိုက်ရပါတယ်အချို့ကငါးဖမ်းနေကြပြီးအချို့ကတောလိုက်နေကြပါတယ်ခရူဒီရှာဖွေနေသူတွေနဲ့စားလိုင်းနေသူတွေလည်းရှိပြီးအတီးတီးအလုတ်ရှုပ်နေကြပါတယ်မြောင်မင်းဟာရှေ့ကိုတိုးသွားပြီးကြောက်စရာကောင်းတဲ့ပုံစံမျိုးလှုပ်ပြလိုက်ပါတယ်ကမ်းခြေကလူတွေဟာကြောက်လန့်တကြားနဲ့နေရာအနှံ့ကိုထွက်ပြေးသွားကြပါတယ်မြောင်မင်းဟာမပြေးနိုင်တဲ့သူတယောက်ကိုဖမ်းဆီးပြီးသူ့ရဲ့အဝတ်စားတွေကိုချွတ်ယူလိုက်ပါတယ်ထိုအဝတ်စားတွေကိုသူကိုယ်တိုင်ဝတ်ဆင်းလိုက်ပါတယ်သူဟာမြို့ရွာတွေထဲမှာရှောက်သွားရင်လူသားတွေရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုကိုသင်ယူခဲ့ပါတယ်နေတော်ညပါမနာတမ်းသွားလာရင်နတ်ဝိစာကိုရှာဖွေပြီးမသေးစေးရဖို့အတွက်တရားတူးကိုစူးစမ်းရှာဖွေခဲ့ပါတယ်ဒီလိုရှာဖွေနေတဲ့အတော့အတွင်းမှာမြောင်မင်းဟာလော်ကီလူသားတွေရဲ့အခြေအနေအရာဘက်ကိုလည်းသိမြင်လာခဲ့ပါတယ်လူသားအများစုဟာဂုံသွက်နဲ့အကျိုးအမြတ်နောက်ကိုသာလိုက်နေကြတာကိုသူတွေ့ရှိခဲ့ပါတယ်ဘယ်သူမှတကယ်အသက်ရှင်ခြင်းရဲ့အတိတ်ပဲကိုအလေးမထားကြပါဘူးဒီနေတာကနေကြည့်ရင်မြောင်မင်းဟာလော်ကီတွေရောက်နေပြီမဲ့အပင်ပန်းအဆောင်အယောင်တွေကြားမှာသူ့ရဲ့မူလရေမှန်းချက်ကိုမေ့မသွားတာကိုတွေ့နိုင်ပါတယ်သူဟာတရားတူရဖို့ကိုပဲစိတ်ထဲမှာအမြဲရှိနေခဲ့တာပါဒါအပြင်လော်ကီလူသားတွေဟာအကျိုးအမြတ်နောက်ကိုပဲလိုက်နေကြတယ်လို့သူကဆိုပါတယ်ဒါဟာသူ့ရဲ့စိတ်ဓာတ်ဘလောက်အထိခိုင်မာတယ်ဆိုတာကိုပြသနေတာဖြစ်တယ်လို့သူ့ရဲ့သိမြင်နားလည်မှုကလည်းမြင့်မားတယ်ဆိုတာကိုဖော်ပြနေတာပါမြောင်မင်းဟာလူလောကထဲမှာနတ်ဝိစာကိုရှာဖွေနေခဲ့ပြီးမြဲတွေ့ဆုံခွင့်မရခဲ့ပါဘူးနန်ရှမ်ပူချိုမှာရှာဖွေရင်းနဲ့မတိလိုက်ပဲရှင်းနဲ့ကူးနေခံကြမြင်သွားခဲ့ပါတယ်သူဟာအနောက်ဘက်ကိုဆက်လက်ထွက်ခွာလာခဲ့ပါတယ်အနောက်ပင်လယ်ပြင်ကြီးစီကိုသူရောက်ရှိလာခဲ့ပါတယ်ဒီပင်လယ်ရဲ့တစ်ဖက်ကမ်းမှာနတ်ဝိစာနီရှိနိုင်တယ်လို့သူကယူဆခဲ့ပါတယ်ဒါကြောင့်အရင်တုန်းကလိုပဲဖောင်းကိုလှုပ်ပြီးအနောက်ပင်လယ်ကိုဖြတ်ကျော်ကရှီနီယိုဟော်ကျိုနယ်မြေထဲကိုရောက်ရှိလာခဲ့ပါတယ်မြောင်မင်းဟာဒီနေရာမှာကြာမြင့်စွာရှာဖွေခဲ့ပါတယ်နောက်ဆက်မှာတော့အလွန်လှပပြီးမြင့်မားတဲ့တောင်ကြီးတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်တောအုပ်တွေကလည်းထူးထပ်လှပါတယ်သူဟာသားရဲတီးတဲ့ဆန်တွေကိုမကြောက်ပဲတောင်ထိပ်ပေါ်တက်ပြီးကြည့်ရှုခဲ့ပါတယ်ကြည့်ရှုနေစဉ်အတွင်းမှာတောအုပ်နဲ့နှစ်ထက်ကနေလူတယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်ဒေချာနားထောင်ကြည့်တဲ့အခါမှာတစုံတစ်ယောက်ကတချင်းဆူနေတာကိုတွေ့ရပါတယ်မြောင်မင်းကြားလိုက်ရတဲ့နောက်ဆုံးစာသားကတော့တွေ့ဆုံရမှာနတ်ဝိစာမဟုတ်လင်တော့တရားဓမ္မတွေဆွေးနွေးရင်အေးချမ်းစွာနေထိုင်ကြဆိုဆိုတာပါပဲဝင်ထင်းဆိုတာကတော့နတ်ဝိစာတွေကြင့်ကြံတဲ့ကျမ်းစာတစ်မျိုးဖြစ်ပါတယ်ဒီတချင်းရဲ့အဓိပ္ပာယ်ကတော့ပဝင်းကျင်မှာတွေ့ရတဲ့သူတွေဟာနတ်ဝိစာတွေမဟုတ်ရင်တော့သူတို့နဲ့အတူတရားဓမ္မတွေဆွေးနွေးနိုင်တယ်လို့ဆိုလိုတာပါမြောင်မင်းဟာဒီတချင်းစာသားကိုကြားလိုက်ရတဲ့အခါမှာအယံကိုဝမ်းသာသွားပြီးတချင်းဆိုတဲ့သူဟာနတ်ဝိစာတွေဖြစ်လာမယ်လို့ယုံကြည်လိုက်ပါတယ်ဒေချာရှာဖွေကြည့်တဲ့အခါမှာတော့ဒါဟာထင်းခုသမားတယောက်ဖြစ်နေတာကိုသူတွေ့လိုက်ရပါတယ်မြောင်မင်းကရှေ့ကိုသွားပြီးအရှင်နတ်ဝိစာတပည့်တော်ယိုသေးစွာနှုတ်ဆက်ပါတယ်လို့ပြောလိုက်ပါတယ်ထင်းခုသမားကမြောင်မင်းကိုနင်းတော့အလန့်တကြားနဲ့သူ့ရဲ့ပိုစိမ်းကိုချလိုက်ပါတယ်ပြီးတော့သူကမခေါ်ပါနဲ့ကျွန်တော်ကတာမန်လူတယောက်ပါအစားတော်ဝတ်တောင်မနေယုံကန်နေရတာနတ်ဝိစာလို့ဘလို့လုတ်ခေါ်နိုင်ပါလေလို့ပြန်ပြောပါတယ်မြောင်မင်းကခင်ဗျားကနတ်ဝိစာမဟုတ်ရဲ့ဘာလို့နတ်ဝိစာဒီရဲ့စကားကိုပြောနိုင်တာလဲလို့မေးပါတယ်ခုနကခင်ဗျားဆိုတဲ့တချင်းထဲမှာတရားဓမ္မတွေပါနေတာလေဒါတွေကကျင့်ကြံသူတွေပဲသိနိုင်တဲ့အရာတွေမဟုတ်လားလို့သူကဆက်ပြောပါတယ်ထင်းခုသမားကပြုံးပြီးတော့အမှန်တိုင်းပြောရရင်ဒီတချင်းကိုကျွန်တော်ကိုနတ်ဝိစာတစ်ပါးကသင်ပေးခဲ့တာပါလို့ဆိုပါတယ်အဲ့ဒီနတ်ဝိစာကကျွန်တော်ရဲ့အိမ်ကြီးချင်းပါသူကကျွန်တော်နေတိုင်းပင်ပန်းအလုပ်လုပ်နေတာကိုမြင်တော့စိတ်ညစ်စရာရှိရင်ဒီတချင်းကိုစိုးကိုသင်ပေးခဲ့တာပါဒါကစိတ်ကိုကြည်လင်စေပြီးဘဝရဲ့ဖျားတွေကိုရော့ချစေပါတယ်ခုနကကျွန်တော်စိတ်ညစ်စရာလေးတွေရှိနေလို့ဒီတချင်းကိုစိုးနေမိတာပါမတော်တဆခမကြားသွားလာဖြစ်ပါတယ်လို့ထင်းခုသမားကရှင်းပြပါတယ်မြောင်မင်းကခမရဲ့အိမ်ကြီးချင်းကနတ်ဝိစာဖြစ်နေတာတော့ဘာလို့သူစီမှာတရားမကျင်တာလဲမသိစေရအောင်မသိယူလာလဲလို့ပြန်မေးလိုက်ပါတယ်ဟုတ်ကဲ့ဒါကအပိုင်း၅ပဲဖြစ်ပါတယ်နောက်နေ့မှပြန်တွေ့ကြတာပေါ့